ရှင်ထဲမှာဆွဲလန်းနေတဲ့တွေ့တာမှုကိုဖျောက်ဖို့တွေ့တာမှုတွေတမဲမှုတွေမုံတိမှုတွေမဖျောက်နိုင်သေးတဲ့ညကာလပတ်လုံးသူကတန်တရားဟောကလွတ်ဖို့မရှိဘူးတန်တရားဟောကလွတ်ချင်လို့ရှိရင်ဘာလို့အောင်အမေဆိုတဲ့အမေလို့သိတဲ့အတိအစာဖြောက်အောင်အဖေလို့သိတဲ့အတိငါကိုငါညီမစတဲ့ဒီလိုအတွေးတွေကစဖြောက်ပြီးတော့ရှုပ်တဲ့နှမျိုးပဲဆိုတာကိုသိဖို့လိုတယ်အဲ့ကြမှာဖြောက်လို့ရအဲ့ဒါနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ကြတော့ပရမတ္ထသစ္စာလည်းပဲကနေမြတ်စွာဘုရားဟောတယ်လို့မှတ်ရမှာအဲ့တော့သူ့လည်းပဲနဲ့သူသွားတယ်လို့မှတ်တာလည်းပဲနှစ်ခုစလုံးဟာသူ့ဆက်နဲ့သူမှန်တယ်လောကထဲမှာနေရင်သမုဒိသစ္စာလည်းပါနဲ့ပဲနေရမယ်သိတဲ့အခါမှာပရမတ္ထသစ္စာလည်းပဲနဲ့သိရမယ်ပရမတ္ထသစ္စာလည်းပဲနဲ့မသိနိုင်ရင်တွေ့တာမှုတွေတာယောဇဉ်တွေပဲဖြတ်နိုင်ဘူးဖြတ်တဲ့နိလန်ကိုပြောတာဒါနော်သူ့လည်းပဲနဲ့သူအဲ့ဒါသွားတယ်လို့ပြောတာဟုတ်ပြီမြတ်စွာဘုရားကအခုချိန်မှလည်းပဲစိတ်ဆန္ဒတူရပူပေါင်းကြတယ်အတိတ်တုန်းကလည်းစိတ်ဆန္ဒတူရပဲပူပေါင်းကြတယ်နောင်လာမဲ့ခဘာတွေနောင်လာမဲ့နှစ်တွေမှလည်းပဲစိတ်ဆန္ဒတူရပဲပူပေါင်းကြလိမ့်မယ်လို့ဒါဒီသုတ်တံမှာဒါအဓိကထားဟောလိုက်တာပဲအဲ့ဒီနေရာမှာဒီသုတ်တံနဲ့ဆက်ဆက်ပြီးပြောတဲ့အခါကျတော့ခုနတရားတရားရှိမရှိဘောဓုတရှိမရှိကိုကျင့်သီလရှိမရှိအသိပညာရှိမရှိစာကတရားရှိမရှိဆိုတာတွေကြတော့လေအဲ့ဒါတွေကလည်းသဘောတူရအဲ့ဒါလောကမှာပြောမယ်ဆိုရင်တော့အများကြီးပဲဖြစ်တယ်နော်ပြောလို့ဆုံးလို့ကုန်မှာမဟုတ်ဘူးလူတွေရဲ့လုပ်ငန်းကိုင်တာတွေနဲ့ပြောရင်မကုန်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားတခွန်းနဲ့ပဲပြောလိုက်တယ်တတ္တဝါတွေရဲ့ပူပေါင်းမှုဟာစိတ်ဆန္ဒတူရပူပေါင်းတာဖြစ်တယ်စိတ်ဆန္ဒတူမှအများနိုင်လေတဲ့စကားဆိုဝါဒနာတူမှပူပေါင်းလို့ရတယ်လို့ဆိုတာဝါဒနာတူခြင်းစိတ်ဆန္ဒတူခြင်းဒီအကြောင်းတစ်ခုပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလက်တွေ့ထောက်ပြတဲ့သုတ်တန်လေးရှိတယ်ရာဇဂိုမြို့မှာတောင်ငါးလုံးရှိတယ်မြို့ပြင်ပတ်ရန်ထားတဲ့တောင်ငါးလုံးရှိတယ်တောင်ငါးလုံးကခိုရာဇဂိုဝေပုံလတောင်ဆိုတာရှိတယ်ဝေဘာရတောင်ဆိုတာရှိတယ်ခိစ္ဆကုတ္တတောင်ဆိုတာရှိတယ်နော်နောက်ပဏဝတောင်ဆိုတာရှိတယ်ဣတိကိတိဆိုတောင်ရှိတယ်တောင်ငါးလုံးရှိတယ်ဒါကြည့်ရဇဂိုမြို့ကြီးကတောင်ငါးလုံးရဲ့အလယ်မှာတည်ထားတာသူမြို့ရဲ့အနေထားတောင်ငါးလုံးအလယ်ကောင်မှာတည်ထားတောင်တွေနဲ့ခြံခတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ဗမာပြည်ကဘာနဲ့တူတော့ဆိုကလောနဲ့သွားတူဘယ်ကြည့်ကြည့်တောင်နေချူပဲကလောဆိုတဲ့စကားတစ်ခါမေးကြည့်လိုက်တဲ့အခါကလောဆိုတဲ့စကားလုံးကဗမာစကားလုံးမဟုတ်ဘူးရှမ်းစကားလုံးလားမသိဘူးအဲ့တော့ပြောတာသူတို့ကလောက်လို့ခေါ်တယ်ကလောက်ဆိုတာထေအိုးကြီးလို့အမျိုးဟုတ်တော့မသိဘူးသူများပြောတာမှတ်ထားတာနော်မညနေမှကိုလည်းရှမ်းစကားမတတ်ဘူးအဲ့ဒီကလောက်ဆိုတာအနေကလောဖြစ်လာတာလို့ပြောတယ်ဟုတ်တော့ဟုတ်တယ်ကလောဆိုတဲ့မြို့ဟာဟိုဘက်ကြည့်လိုက်လဲတောင်ပဲဒီဘက်ကြည့်လိုက်လဲတောင်ပဲတောင်ကြားထဲမှာတဲအိုးကြီးလို့ဖြစ်နေလို့ကလောလို့ခေါ်တာတဲ့ရောက်တဲ့နေရာတော့မေးကြည့်တာပဲဘာလို့ကလောခေါ်တာတော့ပြောနိုင်တဲ့လူလည်းရှိတယ်မပြောနိုင်တဲ့လူလည်းရှိတယ်တခါတော့ဟိုညာဒေသလာတဲ့လူတွေမေးကြည့်တယ်homeland ဆိုတဲ့စကားလုံးကဘာစကားလုံးလဲကွာအင်္ဂလိပ်ကလည်း homeland ဆိုလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံတို့အထိပ္ပယ်ရတယ်လေ homeland
home ဆိုတာအိမ်မဲ့ lamp ဆိုတာမြေကိုယ်နိုင်ငံကိုသုံးရင် home lamp လို့သုံးလို့ရတယ်အဲ့ဒီအတိတ်ပဲလာလို့ဆိုမဟုတ်ဘူးတဲ့ home လင်းအရှမ်းစကားတဲ့အဲ့လိုတော့ပြောတာပဲပင်လယ်မရှိဘဲနဲ့အဲ့ဒီမှာပင်လယ်ဘူးလို့လည်းခေါ်တယ်ပင်လယ်နဲ့အဝေးကြီးလေးဘယ်တော့ကြောင့်ပင်လယ်ဘူးခေါ်တယ်လဲမသိဘူးသူဝါရာတွေတော့ရှိမှာပေါ့နော်အရောက်တဲ့နေရာတော့မေးကြည့်တာပဲအဲ့ဒီကလူလာရင်မေးကြည့်တယ်ဖြေနိုင်တဲ့လူရှိတယ်မဖြေနိုင်တဲ့လူရှိတယ်ကလောရောက်တော့မေးကြည့်တော့ cloud လို့ပြောတယ်တယောက်ကပြောလိုက်တယ်ရောက်တဲ့နေရာမှာစူးစမ်းကြည့်ကြပေါ့ဒါလည်းဘုသူတ္တပဲလေတောင်ကြီးဆိုတာတော့အောက်နားမှာတောင်ကလေးရှိလို့လားလို့မေးစရာရှိတာဘာလို့တောင်ကြီးခေါ်တာလဲစဉ်းစားစရာတွေလေကလေးဆိုတဲ့မြို့ကြတော့လူကြီးရှိလို့လားလူကြီးမြို့ရှိသလားဆိုအဲ့လိုတော့လည်းမရှိဘူးသူကကလေးဆိုတာကာလေးလို့ပြောကြတာပဲကာလေးကနေကလေးဖြစ်တယ်လို့ဒီလိုပြောတာအဲ့တော့ဗမာမှာဒီအသုံးအနှုန်းတွေနဲ့ပတ်သက်ပြီးတော့မျိုးစုံရှိတာပေါ့ဘာကိုအကြောင်းပြုပေါ်တယ်ဆိုတာဟာတခါတည်းရန်ပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားတော့မသိတော့ဥပမာမန္တလေးအခုလူတွေကလွယ်ရေးနဲ့မန္တလေးတဲ့မန္တလေးဆိုတာတောင်ကိုအကြောင်းပြုပြီးတော့မန္တလေးလို့ခေါ်တာအဲ့တောင်ကမန္တလေးတောင်အဲ့လိုလည်းပြောကြတာရှိတယ်နောက်တစ်ခါတချို့ကလည်းမင်းကလေးတောင်မင်းကလေးဆိုတာဘယ်သူခေါ်တာတော့ဆိုအနောထားရဲ့သားမင်းသားအဲ့ဒီဘက်မှာနေဦးတယ်လို့ပြောတယ်စောလူမင်းစားလေအဲ့ဒါကိုသူ့ကိုအကြောင်းပြုပြီးတော့မင်းကလေးကနေပြီးတော့မန္တလေးဖြစ်တယ်လို့လည်းပြောကြတယ်ဘယ်ဟာအမှန်တုံးဆိုတာတော့မသိဘူးပေါ့နော်ပြောကြတာကိုပြောတာဒါပေမဲ့အပြောဆိုရှိတယ်ဆိုတော့မှတ်ထားတာပေါ့အမရပူရဆိုတော့မဲ့ခေါ်ထားတဲ့နာမည်ပါအမရကမသေးရပူရကဖြီချီမသေးတဲ့ဖြီပူရစင်ကာပူဆိုတာလေကြည့်ပါလားစင်ကာပူကစင်ဟပူရပဲအမရပူရတော့လို့မူရင်ကစင်ကာပူရစင်ကာဆိုတာချင်းသိပူဆိုတာပူရမြို့ပြည်ချင်းသိတိုင်းပြည်ချင်းသိမြို့လို့ဆိုလို့တယ်ဒါမှမဟုတ်ချင်းသိရုပ်ပါစင်ကာပူရကနေအခုကနေ့တော့ပြောင်းသွားလိုက်တဲ့အခါစင်ကာပူဖြစ်သွားတယ်ပြောင်းလဲမှုကစင်ကာပူကာကြီးနဲ့ဖြစ်သွားသူတို့အင်္ဂလိပ်လိုပေါင်းတော့ချီနဲ့ပဲပေါင်းတော့ဗမာလိုရေးတဲ့အခါကျလို့ကာကြီးဖြစ်သွားတယ်မသိဘူးစင်ကာပူဖြစ်နေခုရေးထားတယ်အဲ့ဒီစကားလုံးတွေကပါဠိနွယ်ဟိုရင်စကားလုံးတွေအဲ့ဒါမှစိတ်ဝင်စားကောင်းတယ် language ရဲ့ပြောင်းလဲမှုတွေစိတ်ဝင်စားကြကောင်းတယ်ပေါ့ထိုင်းနိုင်ငံဆိုရင်ဘာပူရီညာပူရီတွေပေါ်တယ်လေကঞ্ချနပူရီချွန်ပူရီအမျိုးတွေပူရီဆိုတာရှိတယ်အဲ့ဒါပူရလာတာပဲဒါတွေလေတစ်ချိန်တုန်းကဟိန္ဒူကင်းနန်းဟိန္ဒူဘုရင်တွေအုပ်စိုးသွားတဲ့ဟိန္ဒူဘာသာစကားတွေပြန်ပွားသွားတဲ့နေရာဖြစ်တယ်လို့တော့ဆိုကြတယ်ထားလိုက်တော့ဒါသမိုင်းကြောင်းတွေကိုပြောပြတာအဲ့တော့အဲ့ဒီနာမည်တွေကိုအကြောင်းပြုပြီးတော့ပါဠိနာမည်လေးတွေမဲ့လာကြတယ်ရှေးကဘုရင်တွေကပါဠိနာမည်တွေပေးတယ်သူတို့ရဲ့ဘွဲတွေလည်းပဲပါဠိနာမည်နဲ့မင်းတို့မင်းဆိုတာသူ့ရဲ့နာမည်မဟုတ်ဘူးသူ့ရဲ့ဒီ home name ကအိမ်မခေါ်တဲ့နာမည်ကမောင်လွင်နဲ့ဦးလွင်
မင်းသားဖြစ်လာတဲ့အခါကျတော့မင်းတို့မျိုးစားပေးတာမင်းတို့မျိုးစားပေးလို့မင်းတို့မင်းသားကနေမင်းတို့မင်းလို့ဖြစ်လာတာမြို့နာမည်နဲ့တီဘောမင်းဆိုတာလည်းထို့တူပဲဒါပေမဲ့မင်းတို့မင်းရဲ့ဘွဲ့နာမည်ကဘာလို့ဆိုသူဓမ္မရာဇာဒါရဲသူဓမ္မရာဇာတွေကပြည့်နေအဲ့မှာရှေ့ကဘယင်းနေမဲ့နေရှိတဲ့နာမည်တွေပေါ့နော်ကဲဒါတွေထားလိုက်တော့ပြောင်းလဲမှုဆိုတာအများအားရှိတယ်လို့မှတ်ထားဖို့ဒါတော့တစ်ခါလူတွေကမေးရရှိတယ်အခုကရွတ်နေတဲ့ပြိတ္တကဖျားလက်တဲ့တုန်းကလည်းဒီတိုင်းပဲလားလို့ဆိုဘယ်လိုလုပ်သိမှာလို့နော်ဖျားရွတ်တုန်းကလည်းဒီအတန်ပဲလားပေါ့ဥမာပဲဆိုတော့နော်ကရဏီယမထကုသလေနယန္တတန္တံပရံပိသမစ္ဆာဖျားလက်ထက်ကလည်းဒီတိုင်းပဲလားဆိုဘယ်လိုလုပ်သိမှာတော့မပြောင်းလဲဘူးတော့မရှိဘူးပြောင်းလဲမှာပဲအတန်တွက်တရားပြောင်းလဲတာအင်္ဂလိပ်စကားလည်းပြောင်းတာပဲလေအများကြီးပြောင်းလာတယ်အင်္ဂလိပ်စကားလုံးဘယ်ဘာသာမှမပြောင်းတာမရှိဘူးမြတ်စွာဘုရားဟောတာတဲ့အတိုင်းသဗ္ဗေသင်္ခါရအနိဋ္ဌာလှုပ်ထားတာတွေမှန်သမျှဟာထာဝရမဟုတ်ဘူးတဲ့ခေပြောင်းရင်ပြောင်းမှာပဲမန္တလေးကလည်းမန္တလေးဖြစ်နေပြီခုပြောင်းတာပဲလေစကိုင်းကလည်းစကိုင်းဖြစ်သွားပြီအခုကလည်းပဲခူးဖြစ်သွားပြီရှမ်းကုန်းကလည်းရန်ကုန်ဖြစ်နေပြီပုဂံကလည်းပကံဖြစ်နေပြီခုအဲ့ဒါပြောင်းလဲမှုလို့ခေါ်တာပဲအဲ့တော့အလုံးဟာလူတွေနှုတ်ကထွက်လာတဲ့အတန်တီဘယ်တော့မှထာဝရမဟုတ်ဘူးအဲ့တော့ရှုစားရမှာတော့ဖျားဟောခဲ့တဲ့တရားတွေဟာဒီတန်လားလို့ဆိုတာကြတော့ဒီတန်လို့ကြီးပြောလို့တော့မရဘူးသို့တော့ဒီစကလုံးပဲဒီစကလုံးဒီအဓိပ္ပာယ်နဲ့ဟောတယ်လို့တော့ဆိုနိုင်တယ်ပေါ့နော်အဓိပ္ပာယ်ကတော့တူတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုအဓိပ္ပာယ်တူတယ် meaning ကအဓိကကြတယ်ပေါ့နော်အဲ့လိုပဲဖတ်ဆိုလိုတဲ့အဓိပ္ပာယ်မှာသွားတူတယ်လို့ပြောတော့လွယ်မှမှုလည်းရှိကောင်းရှိနိုင်တာပေါ့ပြောလို့မရဘူးဒါကြောင့်မို့လို့ edit လုပ်ရတယ်ဆိုတာအဲဒါကြောင့်လုပ်ရတယ်ပြီးတဲ့ကသုံးပုံကအင်္ဂါနာတင်ပြီးတော့ edit လုပ်လာခဲ့ရတာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့လုပ်ရတယ်အခုလည်းဒီသုတ်တံမှာမြတ်စွာဘုရားဟောတာတဲ့အဓိပ္ပာယ်ကတော့ဒါပဲတရားရည်ရဲ့ပူပေါင်းမှုဟာဣဇာတရားကိုခြေခံတယ်စိတ်ဆန္ဒတူညီမှုကိုခြေခံပြီးတော့ပူပေါင်းမှုတွေဖြစ်တယ်ဒါကတော့သိကြတယ်ဒီအဓိပ္ပာယ်ပဲခဏလေးဒီအဓိပ္ပာယ်ပဲလေဘယ်တော့မှမလွယ်ဘူးဒါကတော့မှန်တယ်ဝါသနာတူရပူပေါင်းရတယ်ဟုတ်တယ်ဝါသနာမတူတဲ့လူပူလို့မှမရပူပေါင်းတယ်ဆိုကြတဲ့ဝါသနာတူတာပူပေါင်းတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကပို့ပြီးတော့ထင်ရှားအောင်ယဟန်တွေကိုပြောတဲ့အခါမှာရာဇဂဟရာဇကျုမြို့ပတ်ဝန်းကျင်မှာတောင်ငါးလုံးရှိတယ်အဲ့တောင်ငါးလုံးနဲ့ကခိစ္ဆကုတဆိုတဲ့ခိစ္ဆကုတ်တောင်ခိစ္ဆကုတတောင်ပေါ်မှာမြတ်စွာဘုရားသရင်သုံးနေတယ်ခိစ္ဆကုတကျောင်းမှာတောရကျောင်းကြီးရှိတယ်ပေါ့တောင်ပေါ်မှာအဲကြောက်တုံးလိမ့်ချခံရတော့ငါလည်းခိစ္ဆကုတပဲထေဝရကကြောက်တုံးနဲ့လိမ့်ချလိုက်တာလေအဲ့ဒီမှာပဲနော်အဲ့တော့ယဟန်တန်ဃာတွေကခိစ္ဆကုတမှာတောရကျောင်းကြီးရှိတော့ဒီမှာနေကြတာများတယ်မြို့ထဲမှာနေလို့မရှိကြဘူးတောမှာပဲသွားနေကြတယ်အဲ့တော့မြတ်စွာဘုရားကလည်းအဲ့ဒီခိစ္ဆကုတတောရကျောင်းမှာနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အနိပတ်ဝန်းကျင်တောရကျောင်းတွေမှာယဟန်တန်ဃာတွေရှိကြတယ်ယဟန်တန်ဃာတွေရှိတဲ့ထင်ပဲအဲ့ယဟန်တန်ဃာတွေဟာတွေ့ဆုံပြီးတဲ့နောက်မှာပူပေါင်းနေကြတယ်ပူပေါင်းမှုတွေဖြစ်လာတယ်
ះအဲ့ဒါကိုမြင်တွေ့သွားတာဆိုရစို့မြတ်စွာဘုရားနဲ့မလှမ်းမကမ်းမှာလမ်းလျှောက်ပြီးတော့စကားပြောနေတဲ့အုပ်စုတွေခေတ္တကိုကြောင်းပတ်ဝန်းကျင်မှာလမ်းလျှောက်ပြီးတော့စကားပြောနေကြတယ်တရားစကားပြောတာပေါ့ထွေလာကိလာတွေတော့မပြောပါဘူးအဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့တွဲဖက်ပြီးတော့စကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နောက်ရှင်မောကလန်နဲ့တွဲဖက်ပြီးတော့လမ်းလျှောက်ရင်းစကားပြောနေကြတာအဲ့ဒီပုဂ္ဂိုလ်တွေလည်းရှိတယ်ရှင်မကတ္တဗနဲ့အတူတွဲပြီးတော့လမ်းလျှောက်ရင်းစကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်အနုရုဒ္ဓနဲ့တွဲဖက်ပြီးတော့လမ်းလျှောက်စကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်ပုံနာဆိုတဲ့ပုဂ္ဂိုလ်နဲ့အတူတကွတွဲဖက်ပြီးတော့လမ်းလျှောက်ပြီးစကားပြောနေကြတယ်ရှင်ဥပါလိဆိုတဲ့ပထေနဲ့အတူတွဲဖက်ပြီးတော့လမ်းလျှောက်ပြီးစကားပြောနေကြတယ်နောက်ဆုံးကတော့ရှင်ဒေဝဒတ်နဲ့သူ့နဲ့အပေါင်းအသင်းရောင်ရင်းနေရလည်းပဲလမ်းလျှောက်နေကြတယ်ယန္တန်ကတွေဆိုတာကိုယ်စိတ်ဆန္ဒတူရပူပေါင်းပြီးတော့စကားပြောကြတာအဲ့မှာအဲ့ဒီမြင်ကွင်းကိုမြတ်စွာဘုရားမြင်လိုက်တာအဲ့တော့ဘုရားဟာမြင်တာကိုကြည့်ပြီးတဲ့အခါမှာဒီ statement တစ်ခုပေါ့ message တစ်ခုပေးချင်တာ message တရင်စကားပေးတာလူတွေမှတ်သားဖို့ရအတွက်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့မြတ်စွာဘုရားကယဟန်တွေကို message ပေးတာခုနဟာပဲအဲ့တော့ဘယ်လို message ပေးတော့ဆိုယဟန်တို့တွေ့ကြလားဟိုမှာရှင်သာရိပုတ္တရာနဲ့တတွဲရှင်မောကလန်နဲ့အဖွဲ့ကတတွဲရှင်မကတ္တဗတို့ရှင်ဥပလူတို့သူ့ဖွဲ့နဲ့သူတတွဲစီစဉ္ညာလျှောက်ပြီးစကားပြောနေကြတယ်တွေ့ကြလားဟိုမှာသူတို့ကစကားပြောရင်လမ်းလျှောက်နေကြတယ်အဲ့ဒီလိုပူပေါင်းပြီးတော့သွားလာနေကြတာဟာတဲ့ဆန္ဒတူရပူပေါင်းနေကြတာဖြစ်တယ်အဲ့ဒီ message ကိုပေးချင်တာဗျာသာရိပုတ္တရာနဲ့တွဲဖက်ပြီးတော့လမ်းလျှောက်နေတဲ့ကိုတော်တွေကပညာလိုလာတဲ့ပုဂ္ဂိုလ်တွေပညာထက်ထန်တဲ့ပုဂ္ဂိုလ်တွေရှင်သာရိပုတ္တရာပညာထက်မြက်တယ်ဒါမို့ရှင်သာရိပုတ္တရာနဲ့ချင်းကပ်ပြီးပူးတွဲပြီးတော့သူစီကအသိဉာဏ်တွေရဖို့စီပူအထောက်နေကြတယ်အဲ့ဒီကိုတော်တွေကနော်ပညာရေးနဲ့ပတ်သက်ပြီးဆွေးနွေးမေးပြနေကြတယ်အလုံးဟာပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့စိတ်ဝင်စားတာပညာဒါကြောင့်မို့ရှင်သာရိပုတ္တရာနဲ့ပူးပေါင်းတာဟာပညာကြီးမားတဲ့ဆိုတဲ့အခြေခံချင်းတူလို့သူတို့ပေါက်ရတယ်အဲ့ဒီပုဂ္ဂိုလ်တွေကသူတို့ဆွေးနွေးရင်ရှင်မောကလန်ဒီလိုပုံစံဖြစ်အောင်ဘယ်လိုဖန်တီးရတော့တကူပြခြင်းဘယ်လိုပြရအောင်စွမ်းတကူတွေဘယ်လိုဖန်တီးရတော့ဆိုရှင်မောကလန်နဲ့ဆွေးနွေးနေကြတာအဲ့ဒါတကူသမားတွေနော်စွမ်းတကူပြန်လို့တဲ့ပုဂ္ဂိုလ်တွေတဲ့တအုပ်စုနောက်ရှင်မကတ္တဗနဲ့ဆွေးနွေးနေကြတဲ့ပုဂ္ဂိုလ်တွေတော့ရှင်မကတ္တဗကသူကအကျင့်ကိုဥစားပေးတာထူတင်ဆောင်တဲ့ပုဂ္ဂိုလ်ဆုံးခံပြီးမှဆုံးစားတယ်ဘယ်တော့မှဆုံးမခံမဲမစားဘူးဘယ်တကားကပင့်မလိုက်ဘူးသင်္ကန်းဆိုလို့ရှိရင်သူ့သင်္ကန်းလှူလို့မရဘူးပန်းတကူသင်္ကန်းပဲဝတ်တယ်ထူရင်13ဝါကိုစမ်းစမ်းတမန်ကျင့်တဲ့ပုဂ္ဂိုလ်ရှင်လူဘဝတော်ကတထေးကြီးသူကအမှန်တန်ချမ်းသာတဲ့တထေးကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးဟာသူချမ်းသာမှုတွေကိုစွန့်လွတ်ပြီးယူမှန်မြောင်းနဲ့ချိနေတယ်လို့ပဲလောကကြီးဘာတွေဖြစ်နေတယ်လဲလို့ထိုင်ပြီးချိနေတဲ့ပုဂ္ဂိုလ်ချိရတာဝါဒနာပါတယ်တော့တေဝစက္ခုဆိုတာတရားတွေဘာတွေလောက်ကြတယ်လောက်ပြီးရင်သေသွားတယ်ဘယ်ရောက်သွားတယ်ဒါတွေချိတယ်လူတယောက်မွေးဖွားလာတယ်ဘယ်ကလာတယ်ဘာတွေလုပ်ခဲ့တယ်ဒါတွေကိုချိတယ်ပြောကံကံရဲ့အကျိုးတွေကိုချိပြီးတော့ဒိဋ္ဌစက္ခုလို့ခေါ်တယ်နမျက်စိကဲ့သို့မြင်နိုင်ရန်ရှိတဲ့အပိဉ္ဉာဏ်နဲ့ခြိတယ်ဒါဒိဋ္ဌစက္ခုအခုခေတ်ဖေရကျမ်းနဲ့ဖေတဲ့နေဆိုတာဟာအ
အခြေခံကအဲ့ဒီဒိဗ္ဗစက္ခုရတဲ့ရသေးတွေကနေရေးသွားတာလက်တွေ့ရေးသွားတဲ့ဟာတွေအဲ့ဒါတွေကိုလက်ဆင့်ကမ်းလာတာဒါကြောင့်မို့လို့မှန်တဲ့လောက်မှန်နေတာဒိဗ္ဗစက္ခုနဲ့ကြည့်ပြီးတော့လှုပ်ထားတဲ့ဟာတွေမို့မှန်တဲ့လောက်မှန်နေပေတယ်ပေတယ်ဆိုတော့မမှန်ဘူးလို့လည်းပြောလို့မရဘူးအကုန်လုံးနော်မှန်တယ်ဆိုပြီးတော့လည်းအစွဲလန်းထားဖို့မဟုတ်ဘူးအဲ့တော့ရှင်အနုရုဒ္ဓကအဲ့လိုပဲကြည့်တယ်အဲ့ဒီဝါဒနာပါတာကြည့်တာဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကရှင်အနုရုဒ္ဓနဲ့ပေါင်းပြီးတော့ဘယ်လိုကြည့်ရမလဲဆိုတာကြည်နီကားတွေသင်နေကြတယ်သူတို့ဒီဘက်စကုပဲညနော်နောက်တစ်ခါရှင်ပုံနာဆိုတာမန္တာနိပုဒ္ဒရှင်ကုဏ္ဏညတပည့်ဆက်ကြဟောတော့ကပထမဆုံးယဟန်ဖြစ်သွားတဲ့ရှင်ကုဏ္ဏညရဲ့တူတော်တယ်သူကအဲ့ဒီရှင်ကုဏ္ဏညရဲ့တူဖြစ်တဲ့ရှင်ပုံနာဆိုတာတရားဟောအမတမကောင်းတယ်ဒါကြောင့်မို့ဓမ္မဂတိကဣတရရတယ်သူဟောတဲ့တရားဟာအနှစ်ကြီးပဲဟောတယ်တရားဟောကောင်းတယ်ဆိုရည်စားတွေပြောလို့မအောင်မေ့နဲ့နော်အဆိုးကောင်းတဲ့အငိုကောင်းတာကိုပြောတာမဟုတ်ဘူးနော်လူတွေနားလဲအောင်တေးသေးချာချာပြည့်ပြည့်စုံစုံအနှစ်ရှိရှိဟောတဲ့တရားကိုဆိုလို့တယ်ခုခေတ်တရားဟောကောင်းတာတစ်မျိုးရှိသေးတယ်နော်ဆိုကောင်းတယ်ဟာတာကောင်းတယ်ပြောကောင်းတယ်ဆိုအဲ့ဒီကောင်းမျိုးပြောတာမဟုတ်ဘူးနော်အဲ့ရှင်ပုံနာဆိုတာဘုရားလက်ထက်ကဓမ္မဂတိကဣတရရတဲ့ပုဂ္ဂိုလ်သူဟောတဲ့တရားဟာအစမြင့်တယ်သူနဲ့ခြံရံပြီးတော့အတူတကွသွားလာနေကြတဲ့ပုဂ္ဂိုလ်တွေကသူလိုဓမ္မဂတိကတွေကြီးပဲတရားဟောဖို့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ဒါဝါဒနာတူရချင်းစုတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနောက်ရှင်ဥပါလိဆိုတာခုခေတ်လိုပြောမယ်ဆိုရင်တော့ဥပရိပညာရှင်ပေါ့ဥပရိပညာရှင်ဝိနည်းနဲ့ပတ်သက်တဲ့မြတ်စွာဘုရားပြညတ်တဲ့ဥပရိတွေနဲ့ပတ်သက်ပြီးတော့သူကသိဝါဒနာပါတယ်အဲ့ဒါကိုမှတ်တမ်းတင်တယ်ဝိနည်းဆောင်ဖြစ်တယ်ဒါပေမဲ့သူနဲ့ပေါင်းစုံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဝိနည်းဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကြီးပဲအဲ့လိုနေကြတယ်တဲ့နောက်ရှင်အနန္ဒာရှင်အနန္ဒာနဲ့အတူတွေ့ကြတဲ့ပုဂ္ဂိုလ်တွေကြတော့ရှင်အနန္ဒာကဘ ഹു တုတ္တကျွယ်ဝတယ်ပိဋကသုံးပုံဟာစာရီသူကအကုန်ရတယ်အဲ့တော့ဘ ഹു တုတ္တကျွယ်ဝခြင်းတဲ့ပုဂ္ဂိုလ်တွေကရှင်အနန္ဒာနဲ့ပေါင်းကြတယ်သူတို့လည်းဘ ഹു တုတ္တလိုလာတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့ရှင်တေဝထကသူလည်းပဲသူ့အဖွဲ့နဲ့သူလမ်းလျှောက်နေသူကြတော့ဘယ်လိုဘုံကြည့်အောင်လုပ်အောင်လဲတရားတော်မှာချီးညွတ်အောင်ဘယ်လိုလုပ်အောင်လဲဘုံကြည့်အောင်ဘယ်လိုလုပ်အောင်လဲဒါပဲတွေးနေသူလူတွေထင်ကြီးအောင်ငါဘာလုပ်အောင်လဲအဲ့ဒါကိုပပိစ္ဆလို့ခေါ်တယ်အောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိတယ်ရှင်တေဝရကအဲ့ဒီအောက်တန်းကြတဲ့အလိုဆန္ဒရှိတယ်ဖျားလှုပ်ခြင်းနဲ့ဖြတ်လန်းကနေဖျားလှုပ်ခြင်းနဲ့တန်ဃာတွေကိုခေါင်းဆောင်ခြင်းနဲ့နော်အဲ့လိုဘုံတကူချီးခြင်းနဲ့သူလှုပ်တာကကြည့်ပါလားသူနဲ့သွားပေါင်းလို့ဆိုရင်သူကအဲ့ဒီဘက်မှာတော့သူကညံကောင်းတယ်လို့ပြောဗေမိတာရမင်းကြီးတော့သူစေယုံလို့မရဘူးပေါ့ဗေမိတာရမင်းကဖျားဟုတ်တာချီးညွတ်တယ်အဲ့တော့ဗေမိတာရစီယုံလို့မရတဲ့အခါကျတော့ဗေမိတာရရဲ့သားနောင်တက်မဲ့မင်းအလားအလာရှိတဲ့အစတတကိုသွားပေါင်းတာအဲ့ဒါဘာအတွက်ပေါင်းတာတော့ဆိုရင်သူ့ကိုကျိုးအတွက်ပေါင်းတာဒါကိုသူစဉ်းစားတဲ့အထက်မှာဗေမိတာရကတော့ပြောလို့ရမှာမဟုတ်ဘူးစီယုံလို့မရဘူးအဲ့သူ့သားအစတတဆိုတဲ့ကောင်လေးကခမတ်ပိုက်ကလေးနော်အနာဂတ်အတွက်လည်းကောင်းတယ်အသက်ငယ်သေးတယ်မင်းဖြစ်ဖို့အလားအလာလည်းရှိတယ်ဆိုသူသွားပေါင်းတာလေအဲ့လိုပေါင်းတာသူကအဲ့ဒီဘက်ကတော့အခင်းပါတယ်လို့ပြောအဲ့ဒီရှင်တေဝဒနဲ့တွဲဖက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကလည်းသူလိုပဲလူလေလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ခေါင်းတော့အဲ့ဒါကိုမြတ်စွာဘုရားကထောက်ပြပြီးတော့ခုနတရားကိုဟောတာအေးပူပေါင်းတယ်ဆိုတာစိတ်ဆန္ဒတူရတယ်ပူပေါင်းတာဖြစ်တယ်
အခုလည်းဒီလိုပဲပူပေါင်းကြတယ်နောင်ဆိုလည်းပဲဒီတိုင်းပဲပူပေါင်းကြမှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီ message ကိုရဟန်းတော်တွေကိုပေးခဲ့တာဟောခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လူတွေရဲ့ဆုံတွေ့ပြီးတော့ပူပေါင်းမှုဆိုတာဟာဝါဒနာတူရာသို့မဟုတ်စိတ်ဆန္ဒတူရာအစ္ဆဒယတူရာပူပေါင်းကြတာဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုမှတ်သားနာယူပြီးတော့ကိုယ်နဲ့ပူပေါင်းတဲ့ပုဂ္ဂိုလ်တွေအခြေအနေကိုသိရှိနားလည်ဖို့လောကကြီးမှာပူပေါင်းကြတယ်ဆိုတာအဲ့ဒီအတိုင်းပူပေါင်းကြတာဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစေချဆိုတာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ရင်ခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်တိလေးမြတ်စွာမမတ်သားသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုအစွတ်တို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်တည်ကုန်သောလုံးစုံများစွာလူနတ်ပြမတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း